မီဒီယနာတတိတူဟာသူ့ရဲ့လက်ထက်ခါစားဇနီးတစ်ကထမင်းစားဖို့စပွဲပေါ်မှာမထိုင်ပဲကျန်းကျင်ပေါ်မှာထိုင်စားနေတာကိုတွေ့ပြီးတန်အော်သွားခဲ့တယ်။ရောက်ခမချစ်သူကစပွဲမှာတက်ထိုင်ပြီးစားလေလို့ပြောပေမဲ့မိန်းကလေးကကြောက်ရွံ့တဲ့မျက်နှာနဲ့သမီးမထိုင်တတ်ဘူး။ကျေးဇူးပြုပြီးမြိုက်ပါနဲ့လို့ပြန်ပြောလိုက်တယ်။ဒီစကားကိုကြားလိုက်ရတဲ့ရောက်ခမနဲ့တတိသားနှစ်ယောက်လုံးမယုံနိုင်တော့အောင်အားတင်သွားကြတယ်။အဲ့ဒီအချိန်မှာပဲအကူအညီပေးသူ assistant ကသူစုံစမ်းထားတဲ့အမှန်တရားကိုဖော်ထုတ်ပြောပြလိုက်တယ်။မိန်းကလေးရဲ့အမေသေဆုံးသွားပြီးနောက်မှာမိထွေးကအိမ်ရဲ့အာဏာကိုလက်ဝယ်ယူခြင်းခဲ့တယ်။ဒါကြောင့်မိန်းကလေးကိုဆေးဝါးတွေနဲ့နှိပ်စက်ပြီးစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုထိခိုက်စေကအသက်9နှစ်အရွယ်ကလေးတစ်ယောက်လိုဖြစ်သွားအောင်လုပ်ခဲ့တယ်။ဒါတွေမကသေးပဲခွေးတွေနဲ့အတူနေထိုင်ခိုင်းပြီးလူသားတစ်ယောက်လိုမဟုတ်ပဲနှိပ်စက်ဆက်ဆံခဲ့တယ်။နောက်ပိုင်းမှာမိထွေးဟာချမ်းသာတဲ့မိသားစုနဲ့စီးပွားရေးပူးပေါင်းမှုရဖို့အတွက်မိန်းကလေးကိုတတိတစ်ယောက်နဲ့လက်ထပ်ပေးဖို့စီစဉ်ခဲ့တယ်။ဒီနေ့မှာမိထွေးရဲ့သမီးဖြစ်သူညီမဝမ်းခွဲကအရသာရှိတဲ့အစားအစာသွားစားရအောင်လို့လည်းပြောပြီးမိန်းကလေးကိုဟိုတယ်တစ်ခုစီခေါ်သွားခဲ့တယ်။အပြစ်မဲ့တဲ့မိန်းကလေးကဝမ်းသာအားရနဲ့လိုက်သွားခဲ့တယ်။ဟိုတယ်ရောက်တော့ညီမဝမ်းခွဲကရေချိုးတက်စင်ကိုပြောတယ်။ရေချိုးပြီးအခန်းထဲကထွက်လာတဲ့အခါမှာတော့မသိတဲ့မျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်။ကြောက်လန့်သွားတဲ့မိန်းကလေးကချက်ချင်းထွက်ပြေးသွားခဲ့တယ်။ထွက်ပြေးရင်ဟိုတယ်လမ်းကြောင်းထဲမှာအဲ့ဒီတထေးသားနဲ့မတော်တဆဆုံးတွေ့ခဲ့တယ်။အဲ့ဒီမျိုးသားဟာငယ်စဉ်ကလေးကရှားပါးယောဂတစ်မျိုးခံစားနေရသူဖြစ်တယ်။သူ့ရဲ့အသက်ကိုကယ်တင်နိုင်ဖို့စိတ်နှလုံးဖြူစင်တဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံပြီးနှိစက်ရမယ်လို့ဆိုထားကြတယ်။ assistant ကမိမများကြီးရှာဖွေပေးခဲ့ပေမဲ့သူ့စိတ်ထဲဝင်တဲ့သူတစ်ယောက်မှမရှိခဲ့ဘူး။အသက်အနည်းနီးကပ်လာတဲ့နောက်ဆုံးချိန်မှာတော့မိန်းကလေးကသူ့ကိုအကိုလို့ခေါ်လိုက်တယ်။အဲ့ဒီအခိုက်အတန့်မှာပဲတထေးသားကသူ့မကိုမြင်မြင်ချင်းချစ်မိသွားခဲ့တယ်။နောက်တစ်နေ့မနက်မှာမိန်းကလေးကနိုးလာပြီးတိတ်ဆိတ်ထွက်သွားခဲ့တယ်။ဒါပေမဲ့တထေးသားကသူ့အသက်ရှင်နေသေးတာကိုသတိထားမိလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူနားလည်သွားခဲ့တယ်။သူရှာဖွေနေခဲ့တဲ့စိတ်နှလုံးဖြူစင်တဲ့မိန်းကလေးဟာသူ့မပဲဖြစ်နေခဲ့တာပါ